ငယ်နဲ့ခင်မွန်းဖြစ်သူတို့ရဲ့ရဲတင်မှုကိုတိမခံနိုင်တော့ပဲရှင်ဖွင့်လာခဲ့တဲ့နတ်တီရွှေကြီးနိုင်ငံတော်ရုပ်ရှင်မင်းသမီးဖြစ်တဲ့ဝင်းမုံရွှေရဲ့ညီမဖြစ်ပေမဲ့လည်းဖောက်ပြန်ခံရတဲ့တဲ့ကြောင့်အခုဆိုရင် social media မှာလူပြောများနေတဲ့ခေါင်းစည်းဖြစ်လို့နေတာပဲဖြစ်ပါတယ်နတ်တီရွှေကြီးဟာဒုတိယကိုဝင်စလွယ်ထားရချိန်မှာပဲခင်မွန်းဖြစ်သူရဲ့ဖောက်ပြန်တာကိုကြုံတွေ့ခဲ့ရပြီးတော့အခုအချိန်မှာဒီအကြောင်းကို posting ကရှင်ဖွင့်လာပါတော့တယ်သူမဟာမိသားစုအဆက်ရမှာဆိုလို့ဆိုပြီးအစပိုင်းမှာဘသူ့ကိုမှမပြောဘဲနှုတ်ပိတ်ထားခဲ့ပေမဲ့ခင်မွန်းဖြစ်သူက golf ကွင်းမှာတခြားအမျိုးသမီးတဦးနဲ့ရင်းငယ်နေတာကိုမိခင်ဖြစ်သူထက်အတိပေးခံခဲ့ရတာဆိုပြီးဖွင့်ဟလာခဲ့ပါတယ်ခင်မွန်းဖြစ်သူကတော့ငင်းဆန်နေပေမဲ့နတ်တီရွှေကြီးဟာဆိုရင်တသေးအထောက်အထားတွေအပြည့်အစုံရှိနေတယ်လို့ posting ကချပြလာခဲ့တာကြောင့်ပရိသတ်တွေစိတ်ဝင်စားရှိနေကြတော့တာပါသူမအနေနဲ့ရှက်လို့ဘာမှမပြောဘဲတီးခတ်နေခဲ့ပေမဲ့ဖောက်ပြန်သူအမျိုးသားကသူမတို့မိသားစုရဲ့ဂုဏ်သိက္ခာကိုထိခိုက်အောင်လိုက်လံပြောဆိုနေရကြောင်းအခုလိုအတင်းဖွင့်ချပြရတာပါလို့ဆိုလာပါတယ်လက်ရှိမှာလည်းခလေးနှစ်ဦးကိုသူမအမဖြစ်သူဝင်းမုံရွှေကြီးနဲ့သူ့အမေတို့ကတာဝန်ယူထားပြီးခင်မွန်းဖြစ်သူဘက်ကခလေးစားစရိတ်တောင်ထောက်ပံ့ပေးခြင်းမရှိတော့ဘူးလို့လည်းသူမဘက်ကထပ်လောင်းပြောလာခဲ့ပါတော့တယ်နိုင်ငံတော်မင်းသမီးရဲ့ညီမဖြစ်ပေမဲ့လည်းအများကတော့အမလိုအိမ်တော်ကြီးကံကောင်းမဲ့ထေကြပေမဲ့အခုလိုတည်င်းကြောင်းနဲ့စိတ်မကောင်းဖြစ်နေကြရတာပဲဖြစ်ပါတယ်စိတ်မကောင်းစရာအခြေအနေနဲ့ကြုံတွေ့ခဲ့ရတဲ့နတ်တီရွှေကြီးအတွက်ပရိသတ်ကြီးအနေနဲ့ဘယ်လိုအားပေးစကားမျိုးတွေပြောပြချင်ကြလဲ